အားလုံးပဲမင်္ဂလာပါရှင်ဒီဘက်မှာတော့ကျမရဲ့မိတ်ဆွေတွေကို digital business ကိုလုပ်ကင်လို့ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ် Let's dive in digital business ရဲ့အားသာချက်လို့ပြောပြီးတော့အကောင်းဆုံးချက်လို့လည်းပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့မှာအရင်နှွေးထွေးတဲ့ supportive community ရှိပါတယ်ကျမတို့တွေက business တွေလုပ်တဲ့အခါကျရင် network ကောင်းရှိဖို့ကလည်းအရေးကြီးတဲ့အချက်တစ်ချက်အနေနဲ့ပါဝင်ပါတယ်ဒီလိုမျိုး network ကောင်းကိုရရှိနိုင်ဖို့ဆိုရင်ကျမတို့ကလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါကျရင် network ကောင်းကောင်းရှိဖို့ linkage ကောင်းကောင်းရှိဖို့ဒါတွေကလည်းအရေးကြီးတာဖြစ်တယ်ကျမတို့ရဲ့ digital business မှာဆိုလို့ရှိရင်တော့အရင်ချစ်စရာကောင်းပြီးတော့အချင်းချင်း supportive ပေးကြတဲ့ networking ဆိုတာရှိတာဖြစ်ပါတယ်။ဒါအပြင်လုပ်ငန်းကိုစတင်လုပ်ကိုင်ကြတဲ့သူတွေကလည်းအချင်းချင်းဖိမကူညီဖို့အတွက်အမြဲတမ်း support ပေးနေတဲ့ business mentor တွေ business coach တွေကိုရရှိနိုင်တာဖြစ်ပါတယ်။ဒီလိုမျိုးအချင်းချင်းဖိမကူညီရင်းနဲ့ learning လုပ်ခြင်းနဲ့ကျမတို့ရဲ့ success story တွေ sharing လုပ်တဲ့ journey တွေကိုအတူတူမျှဝေရင်းနဲ့စီးပွားရေးတစ်ခုကိုအောင်မြင်အောင်စ조사အားထုတ်နိုင်နေဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီလုပ်ငန်းကအရန်ကောင်းတဲ့ digital business ကိုလုပ်ရင်းနဲ့မျိုးထွေးတဲ့ community တစ်ခုကိုလည်းပိုင်ဆိုင်ရတာဖြစ်တယ် network ကောင်းကောင်းကိုလည်းရရှိပြီးတော့တည်ဆောက်နိုင်တာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ဒါကြောင့်မလို့လုပ်ငန်းတစ်ခုကိုလည်းစတင်တယ်community ကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ခြင်းနဲ့เนาะခိုင်မာတဲ့ business တစ်ခုကိုလုပ်ရင် technical skill တွေလည်းတိုးတက်ရင် community ကောင်းတစ်ခုကိုရရှိပိုင်ဆိုင်ခြင်းနဲ့ကျမရဲ့မိတ်ဆွေတွေဆိုလို့ရှိရင်တော့ digital business ကိုလေ့လာဖို့ဖိတ်ခေါ်ပါတယ် digital business ကိုလေ့လာမယ်ဆိုရင်တော့ကျမ website ဖြစ်တဲ့ www.roslynkin.com မှာပထမဆုံးစစ် register လုပ်ပြီးတော့အခမဲ့လေ့လာကြည့်ပါလို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အားလုံးပဲ have a great day to you ပါရှင် see you inside ပါ bye bye